လေးအစိကိုနနာဆုပ်ကောင်းလိုက်တာကျမအရီတွေထွက်လာတယ်မောင်လေးအရင်ကောင်းတယ်မမမောင်လေးရဲ့ချောင်းကြီးကိုဆုပ်ပြီးဆုပ်ပြီးမယ်မောင်လေးမမမထတော့ဘူးပါစက်ထဲလာထည့်လိုက်တော့မောင်လေးသူ့ရဲ့ချောင်းကြီးကိုလာထည့်လေကျမလည်းအာရဘဲရဆုပ်ပြလိုက်တယ်အာကောင်းတယ်မမကျမရှိုးပေါက်တဲ့အချောင်းကြီးအဝါပါရှာနဲ့ထုတ်ထည့်လိုက်တယ်အာစက်ကနေကျင်ကနေအရန်ကောင်းတယ်ကျမလေးရဲ့အချောင်းကြီးကိုချုပ်ပြီးအပေါ်မကအချောင်းကြီးပါဖောက်ဖလေးဆုပ်ပြလိုက်တယ်လုံးတက်လိုက်တာမမရဲ့အောက်ကိုနည်းနည်းဆုပ်ပြီးဆိုကလူကြပြီးရှိကိုအတင်းကျလာတယ်သူနဲ့ကျမရဲ့ဖွားဖက်တော်လက်အရက်မှာသူ့ဖင်ကြီးကိုရှမ်းမိသွားသည်ရှေ့ပါပဲမမထက်လို့ပြီးနော်မမလို့ပြောရင်အိုးကိုတင်ရက်ခိုင်းလိုက်လို့ကျမလေးငါချက်ရှက်ပေးလိုက်တယ်အဲ့လိုလုပ်လိုက်တော့မောင်လေးရဲ့ဖွားဖက်တော်ဟာအပေါ်ကိုတက်သွားပြီးသူ့ရဲ့အချောင်းကြီးဟာတအားတောင်းလာတော့ပေါ့သူအရင်ကောင်းနေရမြင်တော့ပြီးသွားမှဆိုရင်လည်းကျမဟာသူ့ရဲ့အချောင်းလိုက်မပြောသေးတဲ့ကျန်ကွာမင်းကတိတ်ကစိတ်မချလို့ဆိုင်လို့ချစ်ကြချို့တွေကမကြည့်ဘူးဝိုင်းလို့ချစ်ကြနိုင်လို့သိနေရမနဲ့က it was so you make me feel like Jambi G lo music shady man good 笑着美丽的街，三岁要跑人下得来轮流哩，我第一个把面的肚里水啊记。အာကောင်းတယ်မောင်လေးအစိကိုနနာဆုပ်ကောင်းလိုက်တာကျမအရီတွေထွက်လာတယ်မောင်လေးအရင်ကောင်းတယ်မမမောင်လေးရဲ့ချောင်းကြီးကိုဆုပ်ပြီးဆုပ်ပြီးမယ်မောင်လေးမမမထတော့ဘူးပါစက်ထဲလာထည့်လိုက်တော့မောင်လေးသူ့ရဲ့ချောင်းကြီးကိုလာထည့်လေကျမလည်းအာရဘဲရဆုပ်ပြလိုက်တယ်အာကောင်းတယ်မမကျမရှိုးပေါက်တဲ့အချောင်းကြီးအဝါပါရှာနဲ့ထုတ်ထည့်လိုက်တယ်အာစက်ကနေကျင်ကနေအရန်ကောင်းတယ်ကျမရဲ့အချောင်းကြီးကိုချုပ်ပြီးအပေါ်မကအချောင်းကြီးပါဖောက်ဖလေးဆုပ်ပြလိုက်တယ်လုံးတက်လိုက်တာမမရဲ့အောက်ကိုနည်းနည်းဆုပ်ပြီးဆိုကလူကြပြီးရှိကိုအတင်းကျလာတယ်သူနဲ့ကျမရဲ့ဖွားဖက်တော်လက်အရက်မှာသူ့ဖင်ကြီးကိုရှမ်းမိသွားသည်ရှေ့ပါပဲမမထက်လို့ပြီးနော်မမလို့ပြောရင်အိုးကိုတင်ရက်ခိုင်းလိုက်လို့ကျမလေးငါချက်ရှက်ပေးလိုက်တယ်အဲ့လိုလုပ်လိုက်တော့မောင်လေးရဲ့ဖွားဖက်တော်ဟာအပေါ်ကိုတက်သွားပြီးသူ့ရဲ့အချောင်းကြီးဟာတအားတောင်းလာတော့ပေါ့သူအရင်ကောင်းနေရမြင်တော့ပြီးသွားမှဆိုရင်လည်းကျမဟာသူ့ရဲ့အချောင်းအာကောင်းတယ်မောင်လေးအစိကိုနနာဆုပ်ကောင်းလိုက်တာကျမအရီတွေထွက်လာတယ်မောင်လေးအရင်ကောင်းတယ်မမမောင်လေးရဲ့ချောင်းကြီးကိုဆုပ်ပြီးဆုပ်ပြီးမယ်မောင်လေးမမမထတော့ဘူးပါစက်ထဲလာထည့်လိုက်တော့မောင်လေးသူ့ရဲ့ချောင်းကြီးကိုလာထည့်လေကျမလည်းအာရဘဲရဆုပ်ပြလိုက်တယ်အာကောင်းတယ်မမကျမရှိုးပေါက်တဲ့အချောင်းကြီးအဝါပါရှာနဲ့ထုတ်ထည့်လိုက်တယ်အာစက်ကနေကျင်ကနေအရန်ကောင်းတယ်ကျမရဲ့အချောင်းကြီးကိုချုပ်ပြီးအပေါ်မကအချောင်းကြီးပါဖောက်ဖလေးဆုပ်ပြလိုက်တယ်လုံးတက်လိုက်တာမမရဲ့အောက်ကိုနည်းနည်းဆုပ်ပြီးဆိုကလူကြပြီးရှိကိုအတင်းကျလာတယ်သူနဲ့ကျမရဲ့ဖွားဖက်တော်လက်အရက်မှာသူ့ဖင်ကြီးကိုရှမ်းမိသွားသည်ရှေ့ပါပဲမမထက်လို့ပြီးနော်မမလို့ပြောရင်အိုးကိုတင်ရက်ခိုင်းလိုက်လို့ကျမလေးငါချက်ရှက်ပေးလိုက်တယ်အဲ့လိုလုပ်လိုက်တော့မောင်လေးရဲ့ဖွားဖက်တော်ဟာအပေါ်ကိုတက်သွားပြီးသူ့ရဲ့အချောင်းကြီးဟာတအားတောင်းလာတော့ပေါ့သူအရင်ကောင်းနေရမြင်တော့ပြီးသွားမှဆိုရင်လည်းကျမဟာသူ့ရဲ့အချောင်း